ရင်ဆုံးကျွန်တော်တို့ face to Facebook ဓာတ်ပုံလေးမဟုတ်သေးဘူး status လေးကြောင့်တော့ပထမဆုံးဟာတော့နောက်ခွန်ကဘေးကြီးဟောက်ချက်ကားတယ်နိုင်ပြက်ရှိရလို့ပဲတစ်ချက်ဟောက်ချက်ကကြောက်စိတ်တင်ငယ်လေးတက်ဆောက်လို့ပဲခံစားရတယ်အဲ့လိုဟုတ်လားဟုတ်တယ်ဘယ်တော့ကြုံခဲ့ရအဲ့ဒါလေသိမကြသေးဘူးညီမဒီခုညီမလေးဒီ Miss World လုပ်နေမုံရမှာပေါ့နော်အဲ့ဒါသူ့စီသွားတာသွားတဲ့အချိန်မှာH-Rack ကပေါ့မှာပေါ့နောက်ကဟုတ်တယ်တခါမှအဲ့လိုမျိုးဟုတ်တဲ့တမ်းမကြောက်ဘူးကြောက်စိတ်တော့ဖြစ်တယ်ဆိုတော့လေဘွားမှာအရင်ထူးဆန်းတယ်သီလားတခါမှအဲ့လိုဟောက်တန်နေကြားဘူးပါတယ်မျိုးစုံကြားဘူးလေဒါပေမဲ့သူ့လောက်အဲ့လိုကြောက်စရာကောင်းဟောက်တယ်မကြားဘူးသီလားဟိုဘယ်လိုပြောမလဲဒါလည်းသူ့ယောဂနဲ့သူအဲ့လိုကြောင်းလာမရှိတော့ဟုတ်အဲ့ခောက်တယ်လူကြီးလိုက်တော့လေအရင်ဖက်တီလားဆိုလေအရင်ဝါကြီးလည်းမဟုတ်ဘူးအဲ့လိုမျိုးထောင်းမောင်းမဲသူကလေအဲ့ပြမအဲ့ကားပေါ်မှာဟောက်တဲ့ကြားတယ်ဘယ်တော့လိုက်ရှာရောနော်နောက်တော့ဘယ်ဟုတ်မလဲကို့နောက်ခုံကဖြစ်နေသူဟောက်တဲ့အတန်ကြီးကတခါအရန်ကြောက်ဖို့ကောင်းတယ်ဟုတ်လားအိတ်တော်မယ်ဆို तू တခြားဟောက်လိုက်အဲ့လိုလက်သွားငယ်လေးတက်ဆောင်ပါအဲ့လိုမျိုးအမတ်တရားဖြစ်သွားတော့ तू များတွေကားရက်သွားလဲ तू မှဟောက်လို့မပြီးသေးဘူးသူများတွေကားရက်ပြီးတော့ဟိုအပြင်သွားကြတယ်ဟိုဒီလမ်းမှာရက်ပြမလားအဲ့လည်း तू ဟောက်လို့မပြီးဘူးအဲ့မုံရောက်တဲ့အထိဟောက်လို့ပြီးတော့ဟုတ်အဲ့လိုမရတော့ဘူးညီမလားညီမတော့မသိဘူးဟိုကိုကတော့အိတ်နေချိန်ကျတော့ကိုဟောက်တယ်မဟောက်ဘူးဆိုတော့မသိဘူးလေဟောက်တော့မဟောက်ဘူးထင်တာပဲလူကလန်းဆန်းဆန်းကိုမရှိဘူးတဲ့ထုံထိုင်းမိုင်းနေတာပဲတဲ့ကိုယ့်ကိုယ်လည်းအားမရယောဂတွေကတမျိုးစိတ်လေးတွေတဲ့အမြဲတမ်းဆန်ပြီး active ဖြစ်အောင်မလုပ်ရမလဲတဲ့အခုတော့ active ဖြစ်နေတယ်ပျောက်သွားပြီအခု active ဖြစ်နေဆိုတာအဲ့လိုပေါ့ဟိုညီမညီမမှာဟိုရှိရဲ့ထိတ်ကက်လာနှာခေါင်းထိတ်ကက်ဟုတ်နိုင်ယူပါလေမနေ့ဆိုလို့ချင်း तू ကနှာချီရရားတယ်နှာခေါင်းလေးတောက်ချောက်အဲ့လိုမျိုးအဲ့ထိတ်ကက်လာတော့3-4နှစ်လောက်တော့ရှိပြီအဲ့သူ့ရဲ့ဆေးဒီတောက်ရတယ်ဆေးရအရန်ပြင်းတယ်သူကကြောင့်အမြက်လည်းမပြတ်ဘူးပြီးတော့ညီမကိုယ်တိုင်ကလည်းဆေးတောက်ပြင်းတယ်ပြင်းတဲ့အတွက်ကြောင့်မလို့မပြောက်ဘူးယောဂအဲ့လိုမျိုးတချူယူနဲ့ပဲဖြစ်နေတာစိုက်ကိုဝင်သွားပြီထိတ်ကနာမသိဘူးဟုတ်တယ်အဲ့လိုနာအမြဲတမ်းစီးရတခုဆိုစိုက်ကိုဝင်သွားတယ်ကိုနာစီးတာကိုအကြောင်းနဲ့ကိုနာစီးယောဂဟိုထိတ်ခတ်တယ်ထိတ်ကနာလားမသိဘူးနာစီးရပဲတော့ဦးသက်တာဝိုင်းလားအခုလည်းမသက်တာဘူးအဲ့လိုမျိုးတော့ဖြစ်နေရအမြဲဆေးရတော့အမြဲတောင်းနေရတယ် ID လေးတယောက်ဆောင် ID လုံးနည်းနည်းအခက်အခဲဖြစ်မှာပေါ့နော်ဖြစ်တယ်အဲ့ဒါဒုက္ခဖြစ်ခေါင်းငုံတာကြာရင်ဖြစ်တယ်ဆိုဟုတ်တယ်ကျွန်တော်ကတော့ခေါင်းငုံရလို့နှာကြီးကြာခေါင်းငုံတာကြာရင်လည်းဖြစ်တယ်နောက်ဒီ make up လိမ့်လည်းအဲ့အမှုံဝင်တာနဲ့ချီရယ်တခုဆိုဖုံနေပါလေဝင်လို့မရဘူးနော်ဘုံဖုံနေပါလေဝင်လို့မရဘူးဟုတ်အဲ့ခါကျလူကအဲ့လိုမျိုးဆေးပိုင်းတောက်ပြီးဆေးတောက်အဲ့ဆေးတွေကအရင်ပြင်းတယ်ပြင်းတော့အဲ့ဆေးတောက်တော့လူကအမြဲထိုင်းမိုင်းပြီးအဲ့လိုလေးနေခန္ဓာကိုယ်တွေကလေးနေအဲ့လိုမျိုးကိုစိတ်သွားတိုင်းကိုမပါအဲ့လိုဖြစ်နေတယ်အဲ့လိုမျိုးအေးတဲ့ချိန်ကြီးဖြစ်တယ်ဟုတ်ပြီးတော့လုံးနေရလုံးကလည်း active ဖြစ်နေရဆိုတော့ဟုတ်တယ်အဲ့လိုမျိုးအဲ့လိုဖြစ်နေတော့အစင်မပြေဘူးပေါ့အလုပ်တွေပါတွေမှလည်းအစင်မပြေဘူးဘယ်လောက်တောင်ချင်းနေဆိုတော့သွေးခဲတောင်ပါတယ်နှာချီတဲ့ချိန်ကြရင်သွေးတွေပါကြာတယ်သွေးခဲတွေပါပါတယ်အခုတော့အဲ့ဒါဟိုဒီပွဲညီမလေးလုံနေတဲ့ဟာလဲသူပြီးသွားလို့ရှိရင်တော့တော့ကုမယ်ပေါ့ဆေးတေချာလေးကုမယ်ဆိုပြီးတော့လောက်ထားတယ်ဒါပေမဲ့ဆေးထိုးမှလည်းအရန်ကြောက်တယ်အဲ့မျိုးခွဲစိတ်ဖို့ဆိုပို့ဆိုးသွားတော့အဲ့လိုမျိုးဟုတ်တယ်ခွဲနိုင်ပြောက်တယ်ဟိုအများဆုံးပြောက်ပါသေးလို့စစ်တောင်းမိပါပြိသက်တယ်စစ်တောင်းမိပါဟုတ်ပြိသက်တွေကိုပြောချင်အဲ့ဟိုပေါ့လေညဘက်ကိုခေါင်းမလျှော့နဲ့လို့ညီမညဘက်ခေါင်းလျှော့ဟုတ်လားဟုတ်အရင်တော့အဲ့အမြဲတမ်းညမှာခေါင်းလျှော့တယ်ရေခေါင်းမချောက်ဘဲနဲ့အိတ်တယ်အဲ့ဒီရဲ့တန်းကြီးဖြစ်သွားတာအဲ့ကနေစားပြီးတော့ထိတ်ကန်တာဖြစ်တာပြိသက်ဟိုအကွဲအဖြစ်ပြက်လေးဒါရှယ်လို့ပြောပြဟုတ်မိန်းကလေးလေစပင်ရှည်တော့ခြောက်ဖို့မလွယ်ဘူးမလွယ်တော့အဲ့ညီမလည်းခေါင်းလျှော့ညပဲလျှော့ဖြစ်တာများတယ်ပြီးတော့မှမနဲ့မလျှော့အခုတော့မလျှော့တော့ဘူးမလားအခုမလျှော့ရဲတော့ကြောက်ဟုတ်အခါတလေတဲ့ဒီလိုလမ်းမပေါ်မှာလူငယ်တဘာဝအတိုင်းခေါ်လိုက်ခြင်းဟာစိတ်တည်းရဲ့ထွက်ပေါက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်တဲ့ဟုတ်တယ်လူငယ်စတိုင်ပေါ့နော်လူငယ်တွေအဲ့လိုမျိုးပေါ့ပါလွတ်လွတ်လပ်အဲ့လိုမျိုးဟုတ်တပ်ပုံအဲ့လိုမျိုးရိုက်ချင်တယ်လို့တပ်ပုံစရာကိုဖြိုးမင်းစောပေါ့ဖြိုးမင်းစောအကိုသူနဲ့လည်းဟိုညီကောင်မောင်နှမတွေလို့ဖြစ်နေတာချမယ်ကိုကြီးအဲ့လိုရိုက်မယ်ကို idea ပေါ်လာသလိုအဲ့လိုတော်တော်ရိုက်ကြတယ်ဟုတ်ကဲ့အဲ့ဒါအဲ့ဟိုကမှထင်တယ်
လဲတန်းဂုံတရာဟုတ်တယ်အဲ့အစင်းနာမှာသွားရိုက်ကြညဘက်လေးရတဲ့ရှူတိုင်တာအရန်မိုက်တယ်တခါလေးပေါ့လူငယ်ကြီးပေါ့နော်တငယ်ချင်းတွေအဲ့လိုမျိုးထွက်တာတို့သွားတာလုံးဝ free style ပေါ့အဲ့လိုပုံစံမျိုးလေးလည်းသဘောကျတယ်ဆိုပြီးအဲ့စိတ်အာယုံရသွားတယ်အဲ့ဒါသွားရိုက်မယ်ဆိုပြီးထွက်သွားကြဟုတ်အဲ့ဆိုရင်အချစ်ဆိုတာတဲ့ဓပုံလေးနဲ့ဘယ်လိုဆက်ဆက်9မျိုးလောက်ရှိမယ်နော်9မျိုးအချစ်ဆိုတာဘာလဲပေါ့နော်သိစင်တာဆိုတာနဲ့မက်ဆိုတာပဲပိုကောင်းလဲဘယ်ဆိုတာပိုကောင်းလဲအချစ်ဆိုတာကိုကမသိလို့ပြိတ္တတွေကိုမေးထားလေဟောမသိဘူးလားမသိဘူးတန်းခဲ့ရတဲ့ဥစ္စာရအောင်ဘယ်လိုလဲအခုတော့ဆိုတော့မသိသေးပေမဲ့ဘယ်လိုမျိုးအိဗယ်ဖွင့်တာလဲအခုလောခံစားနေတာခံစားမှုပေါ့အခုခံစားချက်အချစ်ကိုဘယ်လိုအိဗယ်ဖွင့်တာလဲအခုလက်လောခံစားချက်ဆိုလို့ရှိရင်တော့နားလည်မှုပြီးခံမှုယုံကြည်မှုပေးဆက်မှုရယူမှုညီမတော့အဲ့လိုတေချာတော့မသိပါဘူးကြောင်နဲ့တောင်နားလည်မှုလို့ထင်တာပဲပေါ့နော်အဲ့လိုမျိုးနားလည်မှုပေါ့ကိုဖြတ်တန်းခဲ့ဒီအချင်းနဲ့ပတ်သက်တဲ့အကြောင်းအရာမှာဟောကိုဘယ်လိုမျိုးခံစားမှုရသေးလဲစာရင်းအများကြီးတက်ခဲ့ပြီးသွားပြီလားမသိပါဘူးကိုမတင်ရမှာပါကိုမတင်ရမှာအဲ့လိုဘယ်လိုပြောမလဲဖြစ်တန်းလာရဆိုခါကြလို့ရှိရင်ညီသားဒီရောက်မှမထားဘူးလို့တော့မရှိဘူးပေါ့နော်အကုန်ထားမှုကြပါတယ်ညီမလည်းထားခဲ့ဘူးပါတယ်ထားခဲ့ဘူးလေခါစိတ်တိုင်းမကြရပေါ့ကိုကအရန်ကိုစူးစမ်းရုန်းကန်ပြီးလုပ်နေရတယ်လုပ်ရတယ်လို့လုပ်နေတဲ့ခါမှာတစ်ခါကျရင်ယောက်ျားလေးတွေကတချို့စိတ်တဲ့မိန်းကလေးလောက်တော့မမအောင်ညီမကျတော့အရန်ကောင်းပါတယ်ညီမလိုချင်တာဖြစ်ချင်တာတခုညီမဘယ်တော့မှဆွဲမလျှော့ညီမအဲ့လိုလုပ်တဲ့အချင်းရှိရပြီးလို့ရှင်ဘယ်အရာမှညီမလွယ်နဲ့မရချင်ဘူးလွယ်နဲ့ရတဲ့အတွက်လွယ်နဲ့ရတဲ့ဟာလည်းကိုယ့်အတွက်တန်ဖိုးမရှိဘူးဟုတ်ကဲ့ခင်ဗျာအဲ့လိုအမြဲတမ်းခက်ခဲလောက်ရတာကိုအရန်သဘောလဲကြတယ်ခက်ခဲနဲ့ရတဲ့ဟာကိုလည်းပို့ပြီးတန်ဖိုးရှိရလို့ပို့ခံစားရတယ်အဲ့ဒါကြောင့်ယောက်ျားလေးကြတော့စိတ်မရှိဘူးဖြစ်နေတာကြုံခဲ့ရလူရအဲ့စိတ်မရှိဘူးအဲ့စိတ်မရှိတော့ကိုအဆင်မပြေဘူးနည်းနည်းလေးဆိုလို့ရှိရင်လဲစိတ်တက်ကြကိုကပြန်အားပေးနေရတယ်ကိုပြန်အားပေးရတခါတလေမဟုတ်အမြဲတမ်းအားပေးနေရတယ်သူတို့စိတ်တက်ဖြစ်လာဖို့အတွက်ကိုကအမြဲတစ်ချိန်လုံးစိတ်တက်ကြနေတော့ကိုလည်းဂါဝိုင်းမတက်နိုင်တော့ဘူးလို့အောင်ပေးနိုင်တော့ပြန်ပြီးနိုင်တော့အဲ့တော့ကဲသွားလိုက်တော့လစ်လိုက်တော့ဟုတ်ကဲ့ခင်ဗျာဒါဆိုလို့ယောက်ျားလေးဆိုဘယ်လိုပုံစံမျိုးသဘောကျလဲပြောမှန်းထားတဲ့ပုံစံပြောမှန်းထားတဲ့ပုံစံလေးပေါ့စိတ်နေစရာရဲ့တွင်ပြလက္ခဏာလေးပေါ့ပြင်မှန်းရောအတွင်းမှန်းရောအကုန်လုံးဟုတ်ဘယ်လိုပုံစံလဲဆိုတော့အဲ့လိုပေါ့ယောက်ျားလေးဆိုတော့မိန်းကလေးတိုင်းကတော့အကုန်လုံးကတော့အားကိုးချင်တာပဲလေနော်ကိုရီးစားပေါ့အဲ့လိုမျိုးကိုချစ်သူဆိုလို့ရှိရင်အကုန်လုံးကရှေ့ကနေမရက်တီတော့မှလောင်းအတဲ့လိုက်ဟီးရိုးကြီးပေါ့ကွာသူအဲ့လိုမျိုးပုံစံမျိုးတော့ဖြစ်ချင်တာပေါ့ပြီးတော့အရန်နားလည်မှုရှိပြီးတော့သဘောထားပြေးသွားမယ်လို့ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးလို့ရှိရင်ကိုယ်ကိုလည်းပြန်ပြီးတော့မှကိုဒါပေမဲ့ကိုကတော့အမြဲတမ်းကိုကအဲ့လိုကိုကဥဆောင်နေတာဆိုတော့ကိုတော့ဖိအားကြီးဒါပဲလုပ်ရမယ်ဟိုကလုပ်ရမယ်တော့လာပြီးလို့တော့မရဘူးညီမတွဲနေသွားချင်တာပါညီမရဲ့စိတ်ကဒါပေမဲ့ဒါလေးကတော့မကောင်းဘူးအဲ့လိုမျိုးလေးပေါ့နော်ဘီနာလေးပြောပြပေးတာတော့ဘီယာလေးကတော့ဘယ်လိုအဲ့လိုမျိုးလေးပေါ့အဲ့လိုပုံစံလေးကိုကြိုက်တယ်ဟုတ်ပါနော်ဟိုကကြတော့အချက်ရှိတာသူဖလားတောက်ဒါကျွန်တော်နဲ့လောကိုယ်ကပြင်လက္ခဏာရောရှာပြင်လက္ခဏာရောအဲ့လိုမျိုးကြိုက်တာပေါ့နော်ဒါပေမဲ့ကိုထားခဲ့ရည်စားကြအဲ့လိုမဟုတ်ဘူးပူသေးသေးလေးအဲ့လိုကိုနိုင်တာပေါ့ပြန်နာမဲ့လူကြာတာတူတယ်အဲ့တော့ဒါလေးဆိုဘလို့မျိုးဆိုစိတ်ထဲမှာကောင်းလေငိုလေတိတ်အဲ့လိုပုံစံဖြစ်နေဒါလေးဆိုဘလို့ပုံစံမျိုးအဲ့လိုကြည့်ရလေစိတ်ထဲမှာနည်းနည်းအဲ့လိုသိသဘောမတွေ့ရတဲ့ပုံစံမျိုးလေးရှိလားရှိရလေအဲ့ဒါယောက်ျားဆိုရင်ယောက်ျားလေးဆိုရင်ရုပ်ချောစရာမလိုညီမကလေအဲ့လိုမျိုးသူ့ကြည့်ရသူသဘောထားကြည့်ရစကားပြောတာဆိုတာလေးကစာနှွေးထွေးမှုရှိရဆိုအဲ့လိုမျိုးပုံစံဆိုညီမသဘောကျတယ်ဒီတော့အဲ့လိုအသားဖြူဖွေးအဲ့လိုမျိုးပေါ့အခု cave style မျိုးကိုရီးယားဒီဇိုင်းတွေဆိုရင်ဒီလိုအဆောင်တွေဟိုနဲ့လုံးပွဲတွေများပြီးတော့ပဲကြာလုံးမမှန်ပါလားအဲ့ဒီကုတ်တင်းနဲ့ရှုပ်ရှက်ခတ်ပြီးတော့အဲ့လိုမျိုးမကြိုက်ဘူးဟုတ်ကဲ့ယောက်ျားလေးဆိုယောက်ျားလေးတိုင်းပဲပေါ့ပါပဲ T-shirt လေးနဲ့အယောင်လေးသူ့အနေနဲ့သူလေး
ကျမမီလီနေမလုံးလေအများကြီးဟုတ်တယ်ဗျာယောက်ျားလေးဆိုအဲ့လောက် ဒီချက်နဲ့ကျမတို့လည်းကျွန်တော်ဝတ်ထားလို့ဖြစ်နေ ကျွန်တော်လည်းကျွန်မဝတ်ထားတယ် အဲ့လိုမျိုးပေါ့နော်အဲ့လိုချောစရာလည်းမလိုကြည်ကောင်းနေလို့ဆိုအဆင်ပြေ ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်အဲ့လိုမျိုးရှုပ်ရှုပ်ရှက်ဆိုရင်အာယုံလေးနောက်ပါပဲရမ်းများနေမကြိုက်တော့ဘူး အဲ့လိုဒီဂျင်းမောင်မီပြောတာနဲ့နောက်တစ်ခုရှိတာကိုတိတ်မကြသေးဘူးအဲ့ဒါလေဆန်းဆောင်မှုနဲ့ရှင်တန်နေတဲ့ဘွားတဲ့ဘောင်းမီခွာချက်နေတယ်လို့ပဲတဲ့ဘွားကလည်းမွန်းချက်စီတယ်တဲ့ဘယ်လိုဆက်ဆက်မိသွားလဲ စိတ်ကမှအဲ့လိုမျိုးအတွေးပေါ်လာပေါ့အဲ့လိုမျိုးခါကြရင်ကိုရိုင်းကလည်းအဲ့လိုမျိုးဟန်မဆောင်တတ်ဘူးဟန်မဆောင်သူများဟန်ဆောင်ပြီးတော့အဲ့ဟိုဟန်ဆောင်ပြီးပြုံးနေကြတဲ့လူတွေကိုလည်းကြည့်ရလဲသူတို့ကိုကြည့်ပြီးတော့ကိုအသက်ရှူကျက်တယ် ဟုတ်တယ်နော် စိတ်ထဲမှာအဲ့လိုမျိုးပဲပေါ့ဂျင်းမောင်မီဥမာကြက်တခုကိုဝတ်ထားတယ်လို့ပဲအဲ့လိုမျိုးခံစားရတယ်ပေါ့နော်ကြက်တက်တဲ့နေရာထိုင်ရခက်တယ်ပေါ့နော်အဲ့လိုပဲစိတ်ထဲမှာပဲသူတို့မြင်ရတာလဲကိုရိုင်းကလည်းအဲ့လိုမျိုးအဲ့ဟန်ဆောင်ပြီးပြုံးရတာတို့အေးလုံနေရတာကိုလည်းမကြိုက်ဘူးအဲ့လိုမျိုးလောက်ရတော့မယ်ဆိုလို့ရှိရင်လည်းကိုရှောင်းနေတော့အဲ့လိုဟန်ဆောင်ရတဲ့ဒိတ်တွေကိုတိတ်မသွားဟုတ်အဲ့လိုမျိုးဟန်ဆောင်တက်ဘူးပေါ့နော်ကိုကတော့အဲ့လိုမျိုးအလားအဲ့လိုမျိုးပကုံးဖတ်ပြီးတော့မှတငယ်ချင်းပါညာအဲ့လိုမျိုးနေတဲ့လူအဲ့လိုမျိုးပေါင်းတဲ့လူဆိုဟန်ဆောင်အပြုံးကြီးနဲ့အဲ့လိုကြီးဆိုညီမမကြိုက်တော့အဲ့လိုသူတို့ကြည့်ရတယ်ကိုအသက်ရှူချက်တယ်ကိုကိုရလည်းဘယ်တော့မှမလုပ်တိုက်တော့ကြိုက်တော့ကြမကြောက်ဘူးဟုတ်ကဲ့ပါဒါနောက်ဆုံး status လေးပါကျမနာဂသမီးပါမောင်နာဂသမီးဆိုတော့နာဂသွေးတော့အပြည့်ပါတယ်မောင်အရန်သဘောကောင်းတယ်မောင်အရန်လည်းတီးခန့်တယ်မောင်ဟဲမဆောင်တဖူးမောင်လွန်လာရင်တော့တိတ်တော့စိတ်မကြီးဘူးမောင်ခေါင်းဖြတ်ပြီးခြံစည်းမှာလာချိတ်ထားပေးမယ်မောင်ဟိုကျွန်တော်အင်တာဗျူးပြလိုက်ရအောင်ခေါင်းဖြတ်ပြီးခြံစည်းမှာလာချိတ်ပေးမယ်စိတ်ကြီးရပေါ့ဟုတ်လားစိတ်ကြီးရဆိုအဲ့လိုနာဂတွေကအဲ့လိုမျိုးလေးဟုတ်ကဲ့ခင်ဗျာဟိုမှန်ကန်ပဲလုပ်တယ်ညီမတို့လူမျိုးနာဂလူမျိုးတွေတော်တော်များရိုးသားတယ်အရန်ရိုးသားတယ်မှန်တာပဲမှန်အောင်ပဲနေတယ်အဲ့လိုမျိုးပေါ့နော်သူများပေါ်လဲလက်တလုံးကြအဲ့လိုမျိုးကြီးမလုပ်ဘူးအဲ့ခါကျတော့ပြီးတော့သူကအဲ့လိုမျိုးစိတ်ကြီးလို့ရှင်လဲတောင်းအဲ့လိုမျိုးအဖေကစားအဲ့တိုင်းပဲအဲ့သူဒေါသထွက်လိုက်ဓမ္မရာဂိုင်းတော့တာအဲ့ဒါသူကတောင်းတော့မပြောအရန်အေးတယ်တနေ့ကုန်စကားတစ်လုံးမှပြောချင်လဲပြောတယ်အဲ့လိုမျိုးအဲ့မဲ့သူအဲ့လိုမျိုးတောင်းသူများကိုလည်းဘာမှဟိုမတိုက်ခတ်ဘူးကိုယ့်ကိုအေးစီနေတယ်ဒါပေမဲ့သူဒေါသကြီးလိုက်တော့ဓမ္မတစ်ချောင်းနေတာလိုက်ပြီးတော့ပြောနေဓမ္မလေအဲ့တော့အဖေကိုကြောက်ခဲ့ရလားအဖေမေတွေမှာဘယ်သူ့ကိုကြောက်ရလဲအဖေနဲ့မေအမေကိုပိုကြောက်ရတယ်အမေကိုကြောက်ရလားဟောအဖေကကြတော့တက်ကဆိုတော့သူကတော့ရှေ့တန်းပဲအမြဲတမ်းသွားနေရတဲ့ခါကျတော့အဖေနဲ့ကတိတ်မတွေးဖြစ်ဘူးလေမတွေးဖြစ်ဘူးအဖေပြန်လာပြီဆိုလို့ရှိရင်သားသမီးနဲ့ခဏတွေ့ရတဲ့အချိန်ဆိုတော့သားသမီးအလိုကြပါအဖေကပြီးတော့အရန်လည်းချစ်တယ်သားသမီးကိုလေအရင်လည်းချစ်တယ်အမေလည်းချစ်ပါတယ်အမေကလည်းအကုန်လုံးလိုက်လုပ်ပြီးတယ်ညီမတို့ဖြစ်ချင်တယ်ညီမဘာဖြစ်ချင်လဲဆိုဖြစ်ချင်တဲ့ဟာကိုသူဖြစ်အောင်လုပ်ပြီးတယ်ဒါပေမဲ့အမေကစီကန်းကြီးတယ်အမေကငယ်တော့ဆိုအရင်ရိုက်ခံရတာဟုတ်လားညီမရိုက်ခံရဆိုမဲ့အဲ့ပြလို့လေအဲ့လိုမင်းသမီးလို့စာမကြပဲနဲ့နှက်ကနေနေလို့လားမှန်ကြီးလို့ကြည့်နေအေးဟိုတက်ထဲမှာဆိုအဲ့လိုရုပ်ရှင်ဗီဒီယိုကားပေါ့နော်ဗီဒီယိုယုံအဲ့အချိန်က TV တွေပါခင်မစားတွေဟုတ်ကဲ့ဗီဒီယိုယုံတယုံမရှိရတက်ထဲမှာဟုတ်ကဲ့အဲ့ဆိုရင်အဲ့သွားပြီးတော့မှခိုးကြည့်နေ့တိုင်းလဲကြည့်ချင်တယ်အမေကအဲ့လိုမဟုတ်လေကိုကចောင်းစားလဲရှိတယ်တပတ်ကို2ခါလောက်ပဲသူကသွားခိုင်းတာသွားခိုင်းတဲ့ခါကျကိုကလည်းမဟုတ်ကိုကလည်းနေ့တိုင်းကြည့်ချင်တယ်အဲ့ဗီဒီယိုသွားခိုးပြီးအထရံပေါက်တွေဖြဲပြီးတော့မှအဲ့ဗီဒီယိုနေရာဖြာသွားခိုးခင်းတာကြာပါခိုးခင်းတာအိမ်ဘေးနာအကူတွေလိုက်အကူညီတောင်းတယ်အမတွေအမေကိုလာပြောပေးဖို့ကူပြောပေးဖို့ခေါ်ပေးဖို့ပေါ့နော်ဒီဟိုစကားဗီဒီယိုကားကြည့်ဖို့အတွက်ကိုလာခေါ်ပေးဖို့ကိုကလည်းအဲ့လိုမျိုးနေတိုင်းကျအမေကလည်းအဲ့လိုမရဘူးအဲ့ခါကျလာပြောပြီးလည်းမရဘူးဆိုလို့ရှိရင်အမေတို့အိတ်တဲ့ချိန်ဒါလေးခိုးထွက်ပြီးသွားကြည့်ဘာမှမရဲကြည့်ခဲ့ရရိုက်သွားမင်းရိုက်ခံရတာဟုတ်ကဲ့ပါသေရိုက်တာအမေကအရန်စိတ်ကြီးရဲ့အမေကအရန်စီကန်းကြီးရဲ့အိမ်လေကလည်းမကြိုက်ဘူးပြီးတော့အလုပ်ဆိုလို့ရှိရင်တောင်းစီအောင်ခိုင်းတာအလုပ်ဆိုအဲ့ဒါညီမတို့ဆိုင်လုပ်တတ်တယ်ပေါ့ဟောတမင်းချက်တတ်တယ်အကုန်လုံးအကုန်ချက်တတ်တယ်ဟုတ်ကဲ့ပါတမင်းချက်ကအဲ့ရှင်းနေသမီးရှင်းနေ9နှစ်လောက်ခရစချက်တာကိုတိုင်းလည်းဝါသနာပါတယ်ဟုတ်အဲ့ဒီမင်းချက်ရအရင်ဝါသနာပါတယ်ဟိုအလုပ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့ဟိုမတက်တာမရှိဘူးအကုန်တင်ပေးတာအမေကစီကန်းကြီးရယ်ပြီးလို့ရှိရင်ဈေးရောက်တာဆိုလို့ရှိရင်အဲ့ဟိုအထီက10တန်းဖြည့်ပြီးအဲ့တက္ကသိုလ်အဲ့ဖက်စီယာစတက်တဲ့အထီကဈေးရောင်းရတော့မယ်ဟုတ်ကဲ့အဲ့လိုရောင်းခိုင်းတာအဲ့လိုမျိုးသူစီကန်းကြီးရပါတော့အိမ်နေပါလို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဟိုချန်နေပါခတ်တယ်ဆိုရင်ဝါအစားမဝယ်ဘူးသွားခုတ်ဝါငါတော့အဲတော်ထဲမှာသွားခုတ်ရတာ
ဝါတွေကိုခုတ်ရတယ်ကိုယ်တိုင်အဲ့ချမ်းကိုရက်ရတယ် ဟာ ချမ်းစည်းကိုကဖို့အတွက်ကိုဘယ်သူမှမခေါ်ဟုတ်အဲ့လိုမျိုးဘယ်သူမှမခေါ်ကိုယ်တိုင်ရက်အဲ့ချမ်းတွေကိုအမေကလည်းသူကိုယ်တိုင်ရက်တယ်သူကိုယ်တိုင်ရက်ပြတယ်အဲ့ချမ်းတွေရက်ပြီးတော့ကိုယ်တိုင်အဲ့ချမ်းစည်းကိုကိုယ်တိုင်ထောင်းရတာအဲ့လိုမျိုးထင်းဆိုလို့ရှိရင်ညီမတို့ကဟိုမှာမီးသွေးပါမရှိဘူးဆိုတာလေထင်းဆိုတော့ခေါက်ကိုယ်တိုင်ပဲခုတ်တဲ့နေရောင်းတော့ရောင်းမျိုးစုံပဲအလုပ်ကတော့အဲ့လိုငယ်တော့ကလည်းအစုံလုပ်ခဲ့ပြီးတော့အဲ့လိုပယံဆိုလည်းလုပ်တာပဲအဲကျောင်းပေးရဲဆိုအဖော်ကောင်းနေဆိုသွားပြီရပယံသွားလုပ်တယ်ပယံနေပါအဲ့လိုမျိုးအဲ့ညီမတို့တက်မှအဲ့တက္ကသိုလ်ကျောင်းနေပါတယ်ပေါ့နော်အဲ့လိုမျိုးအမေကစီကန်းကြီးရလေအမေကမရအောင်နည်းနည်းမအားနေတော့မကြိုက်ဘူးခိုင်းတာအဲ့လိုမျိုးဟုတ်လားအိတ်တာလည်းမကြိုက်ဘူးအဲမနဲ့ဆိုလို့ရှိရင်မနဲ့အစောကြီးထားရတယ်နိုးပြီးအဲ6နိုင်ကိုအိတ်ချင်လည်းမရအဲ့အစောကြီးထားလို့ခါကြရင်ကွာအင်နာတက်တာတော့ဘာလို့ကြားရဲဆိုလို့ရှိရင်တဘိုးနဲ့ကိုတွေ့တာတကားကိုဝင်ပြီးတော့ဟုတ်ကဲ့ပါတကားကိုဆွဲဝင်ပြီးတော့တဘိုးနဲ့ကိုရိုက်တာဟုတ်မင်းဘာလို့ကြာနေရလဲတက်ကြီးနေအလုံးမလုံးချင်လို့အိတ်တာတော့ထိုင်ရဆိုပြီးတော့အဲ့လိုအရိုက်ခံရတာအဲ့လိုမျိုးတွေ့ကြုံလေးတော်တော်များကြီးသိလိုက်ရတယ်နော်ပြီးသွားရင်တော့မတူညီတဲ့အကြောင်းအများပြည်သက်ရှိကိုရောက်ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ